ဒီညမီးအိပ်ဖို့နောက်ကျသွားရင်မနေ့မှပြန်အိပ်လို့ရတယ်လို့စိတ်ထဲထင်ဘူးလားအိပ်ဆက်ခြင်းကတာမန်တညတာအရင်မဟုတ်ဘူးတညလုံးခရီးတစ်ခုထွက်ရတယ်လို့ပဲဒါကို sleep architecture လို့ခေါ်တယ်ဒီတညတာအိပ်ဆက်ခြင်းခီးမှာညအစပိုင်းကအရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့ခန္ဓာကိုယ်ကိုအပြန်ဖြည့်ပေးနိုင်တယ်။ဒီ sleep နှစ်ချိုက်စွာအိပ်ပျော်ခြင်းကညဦးအိတ်ခါစားမှာဖြစ်တဲ့ non-REM sleep မှာမှရနိုင်လို့ပါ။လူကနှစ်ချိုက်အိပ်ပျော်မှကြွက်သားတွေအပြန်ဖြည့်နိုင်တယ်။ကိုယ်ကအားပြန်တည်ဆောက်နိုင်တယ်။ဘုံနောက်ထဲမှာလည်းမှတ်ဉာဏ်တွေရှင်းပြီးပြန်အစီအစဉ်ချပေးတာတွေလုပ်နိုင်တယ်။လူတစ်ယောက်ကမနက်ပိုင်းကိုတော့အိပ်နိုင်တယ်ဒါပေမဲ့ညအစား3နာရီမှာ stress ကြောင့်ဒါမှမဟုတ်အလုပ်ကြောင့်မအိပ်နိုင်ဘူးဆိုရင်နောက်နေ့မနက်မှာပင်ပန်းနေတော့တာပဲ။ဘာကြောင့်လဲဆိုတော့ညအစပိုင်းမှာပုံများတယ်ဒီ non-REM sleep ကိုမရခဲ့လို့ပါ။လူတစ်ယောက်က stress တက်နေရင်သူ့အုံနောက်က stress mode ထဲဝင်သွားတယ်။ cortisol တက်လာတဲ့ဒီချိန်နေမှာ deep sleep ကိုထိန်းထားဖို့ခက်သွားတယ်။ပြီးတော့နှစ်ချိုက်အိပ်မပျော်တော့ပဲနောက်နေ့မနက်မှာပင်ပန်းနေရတာပါ။ဒီလိုလူတွေကမနက်အိပ်ရာနိုးတွေကပင်ပန်းနွမ်းနယ်နေမယ်မောနေမယ်အားပြည့်တယ်လို့ဖြစ်နေမယ်ဒါကညအစပိုင်းမှာ deep sleep မရခဲ့လို့ကိုယ်ခန္ဓာကိုယ်ကိုအပြန်မဖြည့်နိုင်ခဲ့လို့ပါဒီတော့နှစ်ချိုက်စွာအိပ်ပျော်အောင်ချိန်မှန်အိပ်ပါအိပ်ခင်စာအုပ်ဖတ်တာရင်းနှီးနဲ့ချိုးတာလုပ်ပါမိခင်တနာရီလေးကဖုန်းကွန်ပျူတာတီဗီတွေပိတ်ပါဒီခါတလေလူတွေကငါပင်ပန်းနေတာကအလုံများလို့ထင်တတ်ကြတယ်ကဲက stress ကြောင့်deep sleep မရလို့ပင်ပန်းနေတာပါဒါကြောင့်ကုပြင်တင်ပါနဲ့ညချိတ်တာအိပ်လိုက်ပါ Good night and let your body do the work it needs